င်္ဂလာပါအရှိရဗီဒီယိုထဲမှာမြန်ဒီ unicorn လေးပေါ့နည်းနည်းသေးတာလေးပြထားပေးတာပေါ့နော်အခုတစ်ခေါက်ကျတော့ဒီလိုအကောင်လေးကိုပေါ့မင်းကြီးတာလေးပြထားပေးမယ်သူကအရက်ကဘယ်နှ sorry အရက်ကဘယ်နှပေရှိမလဲဆိုလို့ရှင်သူကပေါ့နော်3ပေကြော်ကြော်တော့သူကရှိမှာ3ပေကြော်ကြော်တော့ရှိမှာပေါ့နော်ပုံစံလေးကသူကခန်းရောင်လေးရှိမယ်ခန်းရောင်လေးသူကကာလာဇက်ပေါ့နော်ဒီမှာကြည့်ပါအောင်သူရဲ့ unicorn သူကဂျိုလေးနဲ့ဆိုလို့ရှိရင်ဒါမင်းရည်ညွန့်တဲ့ T ရှိရပေါ့နော်ဒါတော်တော်လေးလဲကြီးတယ်တော်တော်လေးလဲရှည်တယ်သူကထိုးလိုက်တယ်ဆိုလို့ရှိရင်အရန်ကြီးဖောင်းကားပြီးတော့မှတော်တော်လေးကိုလှတယ်ပေါ့နော်ကိုယ့်ရဲ့တတလေးတွေမိမိလေးတွေမွေးနေဆိုလို့ရှိရင်ဒီ unicorn အယုတ်ကလေးကိုကထည့်ပေးခြင်းနဲ့ဒီဘောလုံးလေးပါတွေဆင်ပြီးတော့ပေါ့နော်ဒါနောက်ထပ်ထည့်ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီရုပ်ကလေးဆိုလို့ရှိရင်ဒါထည့်ပေးလို့လုံးဝအဆင်ပြေတယ်ပေါ့နော်သူ့အထဲထဲမှာလေးဒီလိုပိုက်ချောက်အတန်လေးလည်းပါတယ်ပေါ့နော်ဒီလိုပိုက်ချောင်းလေးလည်းမုတ်လို့ရပါတယ်ကိုရှင်မလေးလေထိုးတန်ရှိရင်လည်းလေထိုးတန်နဲ့ကိုကထိုးရတယ်ပေါ့နော်လေထိုးတန်မရှိဘူးဆိုတော့ဒါ original ဒါပိုက်ချောင်းထည့်ထားပေးတယ်ပေါ့နော်ကိုကလေတက်ရခိုင်တော့မုတ်လို့မရဘူးပေါ့နော်ကိုက90လောက်ထိတော့ကိုကမုတ်ပြီးလို့ရှိရင်ကိုကလေကိုရော့ပြီးတော့ဒီပိုက်ကလေးကိုပေါ့နော်လေပြန်ဆုပ်ပြီးလေရော့ပြီးတော့မှကိုကနောက်ထပ်တွေလည်းကိုကဒါတင်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်